အခုချိန်ထိကိုက online ပေါ်ကပစ္စည်းတွေရောက်နေပြီးဒီလို AI စနစ်တွေကိုမသုံးသေးဘူးဆိုရင်မိတ်ဆွေနောက်ကျကြံခဲ့ပါပြီဒီစနစ်ကဘယ်လိုလုပ်တာလဲဆိုတော့online ပေါ်ကနေလာမှာတဲ့ fault တွေကိုဒီ AI ကနေမှလူတွေဖြေချပေးမယ်ဖြေချတဲ့နေရာမှာဒီဖောက်တယ်တွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့သူတို့မေးတဲ့ဒီအယောင်တွေ site တွေကိုဒါတို့ရဲ့ဒီနောက်ဘက် ERP system တွေကနေမှဒီ AI နဲ့လှမ်းပြီးတော့ဆွဲယူမယ်လာမေးတဲ့ဖောက်တွေကိုဒါစနစ်တကျလေးပြန်ဖြည့်မယ်ဒါ order လာမှာပြီးသွားရင် dashboard ရှိမယ်ပေါ့နော်အဲ့တော့ဒီ dashboard ကတော့ဒါဘာတွေပါမလဲဆိုတော့ဒီမှာနေ့စဉ်အယောင်စင်းရှိမယ်နောက်တစ်ခုအဲ့ဒီအယောင်ကမှမူတည်ပြီး profit ပေါ့နော်အမြတ်ဘယ်လောက်ရှိမယ်ဒီနေ့ order ဘယ်လောက်ရှိသလဲပေါ့နော်ကျွန်တော်တို့ဒါရက်လိုက်အပတ်စဉ်လိုက်ပြီးတော့လာလိုက်စသဖြင့်ပြီးတော့ low stock alert ကတော့ကိုယ့်ရဲ့ပစ္စည်းက9ခုအောင်ရော့သွားမယ်ဆိုရင်ဒီကောင်လေးကဒီမှာ alert လာပြမယ်ပြီးရင်ကျွန်တော်တို့ Telegram မှာ alert plan ပို့တဲ့စနစ်လေးလည်းကျွန်တော်တို့ထည့်ထားတယ်ပေါ့နော်ဒါကတော့ဒါ online business လုပ်နေတဲ့လူတွေအတွက်တည်တံ့ဆွဲထားတဲ့ဟာပေါ့နော်ဒီကတော့အပြင်မှာဆိုင်ဖွင့်နေတဲ့လူတွေအတွက်ဆိုရင်တော့နည်းနည်းလေးထပ်ပြင်ရမယ့်အပိုင်းလေးတွေရှိတယ်ပေါ့နော်ပုံမှန်ဆိုရင်ဒီမှာဟိုပါပေါ့နော်ဒါ online လာမှာတဲ့ client တွေကိုသူတို့ရဲ့ထားပါတော့ Facebook TikTok ကနေလာမှာတယ်ဆိုရင်ဒီမှာ social ID AI နဲ့ auto ဖြည့်ပေးမှာပေါ့နော်ဒါလာမှာပြီဆိုတာနဲ့သူတို့ရဲ့ ID တွေယူသွားမယ်ပေါ့နော်ယူသွားပြီဆိုတာနဲ့ဒါသူတို့ရဲ့ဖုန်းနံပါတ်တွေတောင်းမယ်သူတို့လိုချင်တဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါရောက်လာပြီဆိုရင်သူကဒီမှာကျွန်တော်တို့ဘာလုပ်ပေးမလဲဆိုတော့ဒီမှာ new order အနေနဲ့ပေါ့နော်ဒီမှာရောက်လာမယ်ပေါ့နော်ဒီမှာ order ချက်မယ်ပေါ့နော် order ချက်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့ကပြေးစားပါ auto ဆေ့သွားမှာဖြစ်ပါတယ် order တွေလာမှာပြီဆိုတော့ဒီမှာကိုကငွေလေးပြေးစားစစ်မယ်စစ်ပြီးသွားရင်ဒီမှာဒီ status လေးကို page လို့ပြောင်းလိုက်တာနဲ့ကျွန်တော်တို့ကဒီမှာ invoice ပေါ့နော်ဒီ invoice လေးတစ်ခါတည်းထုတ်ဝေမှာဖြစ်ပါတယ်ဒါတော့ client စီကိုဒါလူလျောက်ပြန်ပို့ပေးမယ် voucher ဖြစ်ပါတယ်ပြီးသွားရင်ဒီမှာအောက်ကဘာလဲဆိုတော့ client ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပစ္စည်းပေါ့ဒီဆိုင်ကနေကားဂိတ်ကိုပို့လိုက်ပြီလားဒါမှမဟုတ်ဘယ်မှာရောက်နေပြီလဲပေါ့ကားဂိတ်မှာပဲရှိသေးလားဒါမှမဟုတ်ဘယ်မှာပဲရှိသေးလားဆိုတော့ဒီမှာတခါတည်း track လိုက်လို့ website လေးရှိမယ်ပေါ့ဒါကတော့ track လိုက်လို့ရမယ်အပိုင်းပေါ့နော် client ကျွန်တော်ခုန invoice ထဲမှာဒီ invoice number လေးပါတယ်ပေါ့နော်ဒီ invoice number လေးပါတယ်ပေါ့ဒီ invoice number လေးအတိုင်းဒီနောက်ကကဏ္ဍပေါ့နော်နောက်ကဒီ12လို့ရိုက်ထည့်လေးရတယ်ဒီကအပြည့်စုံရိုက်ထည့်လေးနှစ်လို့ရိုက်ထည့်မယ်ဒါပေမဲ့သူ့ရဲ့ဖုန်းနံပါတ်ပါကျွန်တော်တစ်ခါလေးထည့်ခိုင်းထားတယ်ပေါ့နော်အဲ့ဒါဖုန်းနံပါတ်ရဲ့ကိုယ့်ရဲ့ order ID ရဲ့ကိုက်ညီမှသာလျှင် order ကို track လုပ်လို့ရမှာပေါ့မဟုတ်ရင်သူများဟာတွေတွားမြင်မှာဆိုလို့ပေါ့နော်ပြီးသွားရင်ဒီမှာသူ့ရဲ့ order ဘယ်ရောက်နေလဲပေါ့နော်အဲ့တော့ payment ကဒါကိုယ့်ရဲ့ admin team ကဒါconfirm payment confirm လုပ်ပြီးသွားပြီပေါ့နော်ဒီနောက်တစ်ခုဒါကားဂိတ်ကိုပို့လိုက်ပြီပေါ့နော်ဒါကတော့ fault တဲ့ဘက်ကမြင်ရမယ့်အပိုင်းပေါ့နော်နောက်တစ်ခုဒါကတော့အရေးကြီးဆုံးအပိုင်းပေါ့နော်ဒါတော့ကိုယ့်ရဲ့အယောင်ကိုဒါဘယ်ရတဲ့တော့အယောင်တွက်နေတယ်ဘယ်ရတဲ့တော့အယောင်နဲ့နဲနေရပေါ့နော်အဲ့တော့ဒါတွေကိုတစ်ခါတည်းဒီမှာလာပြီးတော့ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ဒါ stock movement ပေါ့နော် stock movement အပိုင်းကတော့ဘာတွေလုပ်ပြီးလဲဆိုတော့ဒါကိုယ့်ရဲ့နေ့စဉ်ဒါအဝင်ထွက်စင်းနေပေါ့နော်အယောင်စင်းဒါမှမဟုတ်ဟိုပစ္စည်းစင်းနေပေါ့နော်အတွင်းထုတ်တွေဒီမှာတစ်ခါတည်းလာကြည့်လို့ရတယ်ပေါ့နော်ဒီ rule ကဘာလုပ်ပြီးလဲဆိုတော့ SOE တစ်ခုလုံးကိုမြင်စေချင်တဲ့အပိုင်းတွေရှိရပေါ့နော်အဲ့တော့အောင်းပြေကိုပဲမြင်စေချင်တာလားဒါမှမဟုတ်တခြားဓာတ်တွေရောဒီ sales analysis တွေရော product တွေရောသူ့ကိုကြည့်စေချင်တာလားပေါ့အဲ့ဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီမှာသတ်မှတ်ပါမယ်ဒီ rule လေးသတ်မှတ်ပေးလိုက်ရုံပဲပေါ့နော်ကရှာဆိုရင်ကရှာအပိုင်းသတ်မှတ်ပေးလိုက်ဒါကတော့ admin အပိုင်းပေါ့နော်ဒါကတော့လုပ်ငန်းရှင်ကိုယ်တိုင်အသုံးပြုရမယ်လုပ်ငန်းရှင်ဆိုရင်တော့ဒါတွေအကုန်မြင်ရမယ်ပေါ့နော်အဲ့တော့လုပ်ငန်းရှင်ကိုယ်တိုင်ကကိုယ့်ရဲ့ဝန်ထမ်းတွေကိုဘယ်သူကတော့ဘယ်ပိုင်းတာဝန်ယူရမယ်ဆိုတာမျိုးတွေကိုဒီမှာ role အနေနဲ့သတ်မှတ်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ role အနေနဲ့သတ်မှတ်ပြီးသွားရင်ဒါကတော့ user ဘိုင်းပေါ့နော်အဲ့တော့ကိုသတ်မှတ်ထားတဲ့ user တွေပေါ့နော်ပြီးရင်တို့မှာ user name နဲ့ password တွေပေးမယ်ပေါ့မိတ်ဆွေရဲ့ဆိုင်မှာဒါမျိုးတွေမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့စီမှာလာရောက်တိုင်ပင်ပြီးတော့တက်ဆင်လို့ရပါတယ်